ချစ်ခင်လေးစားပေါ်တော့ဓမ္မမိဆွေသူတို့စင်တဲ့ပေါ့တို့ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းတွေနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာမေတ္တာပို့တာဆုတောင်းပေးလိုက်ပါတယ်ဒီနေ့မှာတော့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများလမ်းညွန်ဟောကြားဆုံးမထားတဲ့တင်နာရှုမှတ်မှုကလေးနဲ့အိပ်ပါဆိုတဲ့အလွန်ကိုတန်ဖိုးရှိလာတဲ့တရားစကားလေးကိုဓမ္မမိတ်ဆွေတို့ကိုမျှဝေပေးရှင်ပါတယ်ကျွန်တော်တို့လူသားတွေဟာမနဲ့မိုးလင်းလာပြီဆိုတာနဲ့ကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့စားဝတ်နေရေးအတွက်ရည်မှန်းချက်တွေအတွက်အပြေးလွားလှုပ်ရှားနေကြရတာပါပဲဒီနေ့ကုန်ပင်ပင်ပန်းပန်းလှုပ်ရှားရုန်းကန်ပြီလို့ညဘက်အိယာဝန်ကျင်ရောက်လာပြီဆိုရင်တော့လူတိုင်းဟာခန္ဓာကိုယ်ကြီးကိုအနားပေးကြရတာပါပဲဒါပေမဲ့များသောအားဖြင့်ကျွန်တော်လူတွေဟာအိယာဝန်တဲ့အခါမှာတနေ့တာလုံးကြုံတွေ့ကြရတဲ့အခက်အခဲတွေစိတ်ညစ်စရာတွေဒါမှမဟုတ်မနှက်ဖြန်အတွက်ပူပန်မှုတွေကိုပြန်တွေးပြီးလောဘဒေါသမောဟစိတ်တွေနဲ့ပဲအိပ်ပျော်သွားတတ်ကြပါတယ်တကယ်တော့ကျွန်တော်တို့တွေဟာမနှက်မိုးလင်းလာပြီဆိုတာနဲ့အိယာကနိုးနိုးချင်းမှာပထမဆုံးစဉ်းစားဆင်ခြင်တဲ့အချက်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ငါမတည်သေးဘူးပဲငါအသက်ရှင်နေသေးတယ်ဆိုတဲ့အသည့်တရားလေးပါပဲဒီစကားလေးကတာမန်နားထောင်ရင်တော့ယူရှင်းပြအောင်ထင်ရပြီမြဲတကယ်တမ်းညာနဲ့ရင်ပြီးစဉ်းကျင်ကြည့်မယ်ဆိုရင်အင်မတန်မှလေးနက်လာပါတယ်ညကအိယာဝင်သွားပြီးမနက်ပြန်မနိုးလာတော့တဲ့သူတွေအိမ်မက်ထဲမှာပဲဘဝတဘာကိုကူပြောင်းသွားကြတဲ့သူတွေလောကကြီးမှာနေ့စဉ်နဲ့အများကြီးရှိနေတာပါပဲဒါကြောင့်ကိုယ်တိုင်အိယာကနေကြမ်းကြမ်းမာမာနဲ့ပြန်နိုးထလာခွင့်ရတယ်ဆိုတာဟာတိတ်ကူကံကောင်းလွန်းလာပါတယ်ငါအသက်ရှင်နေသေးတယ်ကုသိုလ်ကောင်းမှုလုပ်ဖို့ငါအတော်တနေ့တာအချင်းရသေးတာပဲလို့တွေးပြီးဝမ်းမြောက်ဝမ်းသာဖြစ်တင်တာပေါ့ဒီလိုမျိုးမှန်ကန်တဲ့နှလုံးသွင်းမှုလေးနဲ့တွေးလိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့ရဲ့စိတ်ထဲမှာလောဘဒေါသတွေနေရမရတော့ပဲကုသိုလ်တရားတွေလှုပ်ချင်တဲ့စိတ်ဆန္ဒတွေနိုးကြလာမှာဖြစ်ပါတယ်ဒီတရားလေးအသက်ရှင်ခွင့်ရတဲ့အချိန်လေးမှာသူတစ်ပါးကိုကူညီမယ်ကိုကျင့်သီလလေးစောင့်ထိန်မယ်ဖျားရှိခိုးမယ်တရားထိုင်မယ်စသဖြင့်ကုသိုလ်ကောင်းမှုတွေပြုလုပ်ဖို့အခွင့်အရေးရတော့တာပေါ့ဒါဟာအင်မတန်မှမျက်နှူးစရာကောင်းတဲ့ဘဝရဲ့အစပျိုးလေးတစ်ခုပါပဲအဲ့ဒီလိုမဟုတ်ပဲနိုးချင်းမှာစိတ်ညစ်စရာတွေကိုတွေးပြီးညီးသွားနေမယ်ဆိုရင်တော့အဲ့ဒီနေ့တနေ့တာလုံးဟာအကုသိုလ်တွေနဲ့ပဲဖုံးလွှားသွားမှာပါဖြစ်ပါတယ်မနေ့ခင်းကိုကုသိုလ်စိတ်ကလေးနဲ့စတင်နိုင်ဖို့ဆိုတာအလုံးကိုအရေးကြီးပါတယ်အလားတူပါပဲညအိယာဝင်ကြီးရောက်လာပြီဆိုရင်လေကျွန်တော်တို့ဟာအထူးသတိထားဖို့လိုအပ်လာပြန်ပါတယ်ငါအိယာဝင်တော့မှာပါလားတရားရှုမှတ်ရင်အိပ်ပျော်စေမှာပဲဆိုတဲ့စိတ်ကူးကလေးကိုအမြဲတမ်းငွေ့မြူထားတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အိပ်ပျော်နေတော့မှလေဒီခန္ဓာကြီးကတေးချင်းတည်သွားတယ်လို့ပါပဲခန္ဓာကိုယ်ကြီးရဲ့သဘောတဘာဝကကျွန်တော်တို့ပိုင်တာမှမဟုတ်တာသူပြစ်ချင်တဲ့အချိန်ပြတ်သွားနိုင်တာပဲလေယုံနံတွေချုပ်ချင်လဲအချိန်မရဲချုပ်သွားတတ်တာပါပဲအသက်ရှူသွင်းပြီးပြန်မထုတ်နိုင်ရင်တေးတာပဲအသက်ရှူထုတ်ပြီးပြန်မသွင်းနိုင်လဲတေးတာပါပဲအိမ်မိုးချနေတဲ့အချိန်မှာနှလုံးခုန်ရက်သွားတာမျိုးတွေသွေးကြောပြတ်သွားတာမျိုးတွေကြုံလာခဲ့ရင်ဘာတတ်နိုင်ပါလဲဘာမှမတတ်နိုင်ပါဘူးတေခြင်းတရားဆိုတာနေ့ညအချိန်အခါမရေရောက်လာနိုင်တဲ့ဧည့်သည်ဇိုးကြီးလိုထင်နေတာပါဒါကြောင့်ညအိယာဝင်တဲ့အခါမှာဖရာတရားတန်ခါယရနာမြတ်သုံးပါးရဲ့ဂုဏ်ကြီးစုတွေကိုအာယုံပြုပြီးအိတ်တင်ပါတယ်ဝင်လီထွားလီလီကိုတတိကပ်ပြီးမှတ်ပြီးဖြစ်ကိုရွတ်ဖတ်နေကြဂါထာတော်တစ်ခုခုကိုစိတ်ထဲကနေရွတ်ဆိုရင်းဖြစ်တတဝါအားလုံးပေါ်မေတ္တာပို့ရင်းဖြစ်အိပ်ပျော်သွားအောင်ကြိုးစားရမှာဖြစ်ပါတယ်အဲ့ဒီလိုတရားရှုမှတ်ရင်အိပ်ပျော်သွားမယ်ဆိုရင်အိမ်မဆိုးတွေလည်းမမှတ်တော့ဘူးနိုးလာတဲ့အခါမှာလည်းစိတ်ကြီးလင်းလန်းဆန်းနေမှအသေးချပါတယ်အကယ်၍များအိမ်တွေစင်မှာမိမိကိုယ်တိုင်မတိလိုက်တဲ့အချိန်လေးအတွင်းမှာအကြောင်းတစ်ခုခုကြောင့်အသက်ဆုံးရှုံးသွားခဲ့မယ်ဆိုရင်တောင်မှကိုယ့်ရဲ့စိတ်အစဉ်ဟာကုသိုလ်တရားတွေနဲ့အတူတူရှိနေခဲ့တဲ့အတွက်ကောင်းမြတ်တဲ့သူဂတိဘုံဘဝတွေကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်တချို့ကထင်တတ်ကြပါတယ်တရားအားထုတ်တယ်ဆိုတာဘုံကြီးချောင်းသွားမှရိပ်တာဝင်မှတင်းပြင်းခွေးထိုင်နိုင်မှလုပ်လို့ရတာလို့အထင်မှားတတ်ကြပါတယ်တကယ်တော့တရားဆိုတာကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအချိန်မရွေးနေရာမရွေးရှုမှတ်လို့ရနေတာပါတယ်အရာပေါ်မှာပလက်ကလေးလှဲနေရင်လည်းကိုယ့်ရဲ့ဘိုက်ကလေးဖောင်းလာလေပိန်သွားတယ်ဆိုတာကိုတတိကပ်ပြီးမှတ်နေလို့ရတာပါပဲဝင်လီထွက်လီလီကိုနာတီပြားမှာတတိထားပြီးတည်နေပေလို့လည်းရပါတယ်အဓိကကတော့ကိုယ့်ရဲ့စိတ်ကလေးအပြင်ကိုလွင့်ပါမသွားအောင်
အခုသူအာယုံကိုနောက်ကိုမပါတော့အောင်တတိလီနဲ့ထိန်းချောင်းပေးထားဖို့ပဲလိုအပ်တာပါဒီလိုမျိုးနေ့စဉ်ရက်ဆက်လီးချမ်းသွားမယ်ဆိုရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့စိတ်ကလေးဟာအေးချမ်းတည်ငြိမ်လာပြီးတရားရှုမှတ်မှုနဲ့အိပ်ပျော်ခြင်းဆိုတာဟာဘဝရဲ့ခွဲခြားလို့မရတဲ့အလိအကျင့်ကောင်းတစ်ခုဖြစ်လာပါလိမ့်မယ်ဓမ္မမိတ်ဆွေတို့ပေချာလေးစဉ်းစားကြည့်ပါဦးခင်ဗျာကျွန်တော်တို့ရဲ့လူဘဝဟာအင်မတန်မှတိုးတောင်းလာပါတယ်ဒီတိုးတောင်းလာတဲ့ဘဝလေးမှာအချိန်တွေကိုအာလဟမဖြုံးတိဖြစ်တင်ပါဘူးနေလေပန်းမှာအလုပ်တွေရှုပ်နေရလို့တရားမှတ်ဖို့အချိန်မရှိဘူးဆိုရင်တော့မှညာအိပ်ရာဝင်းချင်းလေးဟာကိုယ့်အတွက်တီးတန့်တဲ့အချိန်လေးဖြစ်ပါတယ်ဒီအချိန်လေးကိုအကောင်းဆုံးအသုံးချပြီးကိုယ့်ရဲ့စိတ်နှလုံးကိုတန့်စင်အောင်ပြုလုပ်သင့်ပါတယ်လောကမှာလူမိုက်ဆိုတာတေးကင်းကားတဲ့ကအပူမီးတွေလောင်ကျွမ်းပြီးတေးတဲ့အခါမှာလည်းအပဲငရေကိုတွားရတတ်ပါတယ်လူလိမ်မှာသူတော်ကောင်းတွေကတော့နေတဲ့အချိန်မှာလည်းတရားအတီးနဲ့အေးအေးချမ်းချမ်းနေထိုင်ပြီးတေလွန်တဲ့အခါမှာလည်းကောင်းမြတ်တဲ့ဘုံဘဝတွေကိုရောက်ရှိကြတာပါပဲဒါကြောင့်ညာတိုင်းအိယာဝင်ခါနီးမှာဖုံးကြည့်လာတွေရုပ်ရှင်ကြည့်တာတွေစိတ်ရှုပ်စရာတွေတွေးတောတာတွေကိုခဏလောက်ပေးဖယ်လိုက်ပါပြီးတော့ကိုလည်းထန့်စင်ပြီးဖျားစင်ရှေ့မှာဖြစ်ဖြစ်ကိုအိယာပေါ်မှာပဲဖြစ်ဖြစ်ထတောင့်တရာနေရာယူလိုက်ပါမျက်ရှိလေးကိုမှိတ်ခန္ဓာကိုယ်ကိုလှော့ချထားပြီးတော့ငါဒီနေ့ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုလေးတွေကိုပြန်လည်အာရုံပြုပါပြီးရင်တတ္တဝါအားလုံးကိုမေတ္တာပို့ပါအဲ့ဒီနောက်မှာတော့ဝင်းလေးထော်လီလေးကိုပဲဖြစ်ဖြစ်ဖောင်းပြင်လေးကိုပဲဖြစ်ဖြစ်တတိလေးထားပြီးရှုမှတ်နေရင်းနဲ့အိတ်ဆက်ခြင်းကိုခံယူလိုက်ပါဒါဟာဘဝကိုအတိပ္ပယ်ရှိနဲ့အဆုံးသတ်လိုက်တာဖြစ်တယ်လို့နောက်နေ့အတွက်လည်းခွန်အားသစ်တွေမွေးဖွားလိုက်တာပဲဖြစ်ပါတယ်ဒီလိုတရားရှုမှတ်ပြီးအိတ်တဲ့အချင်းလေးဟာတဏီတဲ့လှုပ်ယုံနေတော့ချက်ချင်းကြီးမားတဲ့ပြောင်းလဲမှုတွေကိုမတွေ့ရသေးဘူးဆိုပေမဲ့ရေးစကလေးတွေစုဆောင်းခြင်းနဲ့ရေအိုးကြီးပြည့်လာတယ်လို့ပါပဲနေ့စဉ်မှန်မှန်ပြုတ်လုပ်သွားမယ်ဆိုရင်တင့်ရဲ့စိတ်နေစိတ်ထားတင့်ရဲ့ဘဝအမြင်တွေဟာတိတိတသားပြောင်းလဲလာတာကိုကိုယ်တိုင်လက်တွေ့ခံစားရမှာပါဒေါသကြီးတဲ့သူတွေဟာဒေါသတွေလော့ပါလာမယ်စိတ်ပူပန်တတ်တဲ့သူတွေဟာစိတ်တည်ငြိမ်လာမယ်အိမ်မပျော်တဲ့ယောဂရှိသူတွေတော့မှနှိမ့်ချိတ်အိပ်ပျော်လာတာကိုတွေ့ရပါလိမ့်မယ်ဒါဟာတရားတော်ရဲ့အေးမြတဲ့အရေးအာဝါဒပါပဲတေခြင်းတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်ကပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးမှာအင်မတန်မှရှင်းလင်းပြတ်သားစွာဟောကြားတော်မူခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်တော်များများကြားဘူးနားဝရှိကြမယ်သင်္ခါရပစ္စယဝိညာဏဆိုတဲ့ပါဠိတော်လေးကိုပြန်ပြီးနှလုံးသွင်းကြည့်ကြရအောင်ပါဒီပါဠိတော်လေးရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကဘာလဲဆိုရင်ဒီဘက်ဘဝမှာကိုယ်တိုင်ပြုလုပ်ဖန်တီးခဲ့တဲ့သင်္ခါရလို့ခေါ်တဲ့စေတနာကံတွေကြောင့်နောက်ဘဝမှာပဋိသန္ဓေစိတ်ဆိုတဲ့ဝိညာဉ်သွားဖြစ်ရတယ်လို့အကြောင်းအကျိုးဆက်ဆက်ပြီးပြသထားတာပဲဖြစ်ပါတယ်လောကမှာအကြောင်းမရှိပဲအကျိုးဆိုတာဘယ်တော့မှဖြစ်မလာပါဘူးကိုယ်ဆိုင်ပြိုးလိုက်တဲ့မျိုးစီအစင်းအယောင်အရသာအတိုင်းပဲနောက်ထွက်လာမဲ့အသီးပွင့်တွေကဖြစ်လာရတာတဘာဝပါပဲတချို့သောသူတွေကထင်တတ်ကြတယ်လीပြီးရင်ပြီးတော့ဘာမှဆက်မဖြစ်တော့ဘူးဟိုဘက်ဘဝနဲ့ဒီဘက်ဘဝဆိုတာဘာမှမဆိုင်တော့ဘူးလို့အကုန်လုံးပြတ်တောက်သွားတာပဲလို့တွေးတတ်ကြပါတယ်တကယ်တော့အဲ့လိုတွေးတာဟာဗုဒ္ဓဘာသာမှာဥစ္စေရဒေထီလို့ခေါ်တဲ့အင်မတန်မှကြောက်စရာကောင်းတဲ့အမှားကြီးမှားနေတဲ့အယူဆတစ်ခုဖြစ်နေတာပါဘဝတစ်ခုတည်ဆုံးသွားတယ်ဆိုတာဟာခန္ဓာကိုယ်ကြီးဟောင်းကိုစွန့်ပစ်လိုက်အောင်တတ်ပါပဲကိုပြုလုပ်ခဲ့တဲ့ကံတရားတွေစေတနာတွေကတော့ဘယ်တော့မှပျောက်ပြတ်သွားတာမဟုတ်ပါဘူးဟိုဘက်ဘဝနဲ့ဒီဘက်ဘဝဆိုတာရုပ်ခန္ဓာအနေနဲ့ဘဝချင်းမတူတော့ပေမဲ့လို့လည်းပဲအကြောင်းအကျိုးဆက်နွယ်မှုကတော့ခိုင်ခိုင်မာမာကိုရှိနေစေပါပဲကိုလှုပ်ခဲ့တဲ့အကြောင်းတရားတွေကတင့်လျော်တဲ့အကျိုးတရားတွေကိုနောက်ဘဝအထိတစ်ခေါက်လိုက်ပြီးပေးနေဦးမှာဖြစ်ပါတယ်အဲ့ဒီတော့သင်္ခါရဆိုတဲ့နေရာမှာဒါမှမဟုတ်ကံဆိုတဲ့နေရာမှာစေတနာဟာအဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်မြတ်စွာဘုရားကစေတနာဟံဘိက္ခဝေကမ္မံဝဒါမိလို့ဟောခဲ့တယ်မဟုတ်လားစေတနာကိုပဲကံလို့ခေါ်တာပါလူတယောက်ရဲ့တဘဝလုံးမှာဖြစ်ခဲ့တဲ့စေတနာတွေကောင်းတာတွေရောဆိုးတာတွေရောကုသိုလ်တွေရောအကုသိုလ်တွေရောအများကြီးရှိခဲ့မှာအသေးကြပါပဲနေစဉ်နဲ့အများကျွန်တော်တို့တွေးတောနေတာတွေပြောဆိုနေတာတွေလုပ်ကင်နေတာတွေအားလုံးဟာစေတနာတွေပါပဲဒါပေမဲ့အဲ့ဒီတဘဝလုံးစုဆောင်ခဲ့တဲ့စေတနာတွေထက်ဆိုင်ရင်နောက်ဆုံးတေဂာနီအချိန်လေးမှာဖြစ်ပေါ်လာတဲ့စေတနာကပိုပြီးတော့အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနောက်ဆုံးဖြစ်တဲ့စေတနာကိုအဘိဓမ္မာသဘောတရားအရာ
မရဏတန်နဇောလူခေါ်ဝတုံဆွဲပြီးသူကပဲနောက်ဘဝအတွက်လမ်းစာကိုအဓိကဆွဲဖွင့်လေလို့ပါပဲဒီမရဏတန်နဇောဆိုတာကတခြားအချိန်တွေမှာဖြစ်တာမဟုတ်ပါဘူးတေခါနီးကာလာလေးမှာအသက်ထွက်ခါနီးစုတိစိတ်ကြခါနီးအချိန်လေးမှာအလွန်ကိုမြန်ဆန်းစွာဖြစ်ပေါ်သွားတဲ့စိတ်အစင်းလေးတစ်ခုပါလူတယောက်တေးတော့မယ်ဆိုရင်သူပြုတ်လုခဲ့တဲ့ကံဒါမှမဟုတ်ကံရဲ့အာယုံကံမနမိတ်တွားရမယ်လားရဂတိအာယုံဂတိနမိတ်တွေဟာဒီဇောစိတ်ကလေးမှာလာပြီးအလိုလျောက်ထင်ဟပ်သွားတတ်ပါတယ်အဲ့ဒီအချိန်မှာဖြစ်ပေါ်သွားတဲ့နောက်ဆုံးစေတနာကြောင့်ပဲနောက်ဘဝမှာပဋိသန္ဓေစိတ်ဆိုတာချက်ချင်းတွားဖြစ်ရတာပါကြားထဲမှာစက္ကန့်ပိုင်းလေးတောင်ခြားတာမဟုတ်ပါဘူးဒီဘက်ကစုတိစိတ်ချုပ်တာနဲ့တပြိုင်နက်ဟိုဘက်မှာပဋိသန္ဓေစိတ်ကချက်ချင်းဖြစ်ပေါ်လာတာပါဥပမာအားဖြင့်ပြောရရင်တေခါနီအချင်းလေးမှာကိုလုတ်ခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုလေးတစ်ခုခုကိုဥပမာဖျားဘူးသွားခဲ့တာလေးစိုးလွန်ခဲ့တာလေးဒါမှမဟုတ်တရားထိုင်ခဲ့တာလေးကိုအာယုံပြုမိပြီးစိတ်ကလေးကြည်လင်းသွားမယ်ဆိုရင်အဲ့ဒီမရဏတန်နဇောလေးကကောင်းတဲ့သူဂရိဘုံကိုဆွဲခေါ်သွားမှာဖြစ်ပါတယ်တဘဝလုံးအပြစ်တွေလုတ်ခဲ့ဘူးရင်တောင်မှနောက်ဆုံးအချိန်လေးမှာစိတ်ထားမှန်ကန်သွားရင်ကောင်းတဲ့ဘုံကိုရောက်သွားနိုင်တဲ့တာရကားတွေကျမ်းဂန်တွေထဲမှာအများကြီးရှိခဲ့ပါတယ်အကယ်၍များတေခါနီးမှာစိတ်တိုးစရာတစ်ခုခုကိုတွေးမိသည်ဒေါသထွက်သွားမယ်သားသမီးပစ္စည်းဥစ္စာတွေကိုဆွဲလန်းပြီးပူပန်တော့ကရောက်နေမယ်ဆိုရင်တော့အဲ့ဒီမကောင်းတဲ့ဇောစိတ်ကြောင့်အပယ်လီးပုံဆိုပဲဒုက္ခတိဘဝတွေကိုချက်ချင်းရောက်သွားနိုင်ပါတယ်အင်မတန်မှကြောက်စရာကောင်းလာပါတယ်ဒီလိုတေချာစဉ်းစားကြည့်လိုက်တော့မှကျွန်တော်တို့ညစဉ်ညတိုင်းအိပ်ယာဝင်ပြီးအိပ်နေရင်းနဲ့ပဲကိုမတိလိုက်တဲ့အချိန်မှာရုပ်နံပြီးချုပ်သွားမယ်အသက်ထွက်သွားမယ်ဆိုရင်ဘလောက်တောင်အန္တရာယ်များလိုက်တယ်လဲဆိုတာသဘောပေါက်လာမှာပါကိုယ့်ရဲ့စိတ်ကိုကြိုးတင်ပြင်ဆင်ခြင်းဘာမှမရလိုက်နိုင်ဘူးလေရှုမှတ်ဖို့အချိန်လည်းမရလိုက်တော့ဘူးအကယ်၍များအိပ်ယာမဝင်ခင်ကဖုန်းဒီကြည့်သတင်းတွေဖတ်ပြီးဒေါသထွက်စရာတွေလောဘတက်စရာတွေကိုတွေးတောရင်အိပ်ပျော်သွားခဲ့တယ်ဆိုပါစို့အဲ့ဒီလိုအိပ်ပျော်နေရင်ကနေတည်ဆုံးသွားခဲ့ရင်ကိုယ့်ရဲ့နောက်ဆုံးဖြစ်သွားတဲ့စိတ်ဟာအာကုတုစိတ်တွေဖြစ်နေတဲ့အတွက်မရဏတန်တဇောကအာကုတုဇောဖြစ်သွားမှာပါဒါဆိုရင်လာယာဂတိစိုးသွားနိုင်တယ်အပင်ငရေကိုရောက်သွားနိုင်တယ်ဆိုတာမြေကြီးလက်ခတ်မလွဲပါပဲဒါဟာအလွန်ကိုတတိထားရမယ့်အချက်ကြီးတစ်ခုဖြစ်နေပါပဲဒါကြောင့်မလို့ဂျေဇုတော်ရှင်ဆရာတော်ဘုရားကြီးတွေကအမြဲတမ်းဆုံးမလေးရှိကြတာပါတရားရှုမှတ်မှုလေးနဲ့အိယာပျော်စေရမယ်တဲ့အိယာဝင်တဲ့အခါတိုင်းတာမန်ကာလန်ရှန်ပေါ့ပေါ့ဆဆမအိပ်ပါနဲ့ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးတန့်စင်ပါကိုဒီနေ့ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုလေးတွေကိုပြန်လဲစဉ်းစားပြီးဝမ်းသာပီတိဖြစ်ပါပြီးရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရွတ်ဖတ်ပူဇော်ပါထုံးစိတ်တပုံမှာရှိတဲ့တတ္တဝါအားလုံးကိုမေတ္တာပို့ထားပါအဲ့ဒီနောက်မှာပဲဝင်လီထွလီဒါမှမဟုတ်ဖောင်းတာပိန်တာကိုတတိလေးကပ်ပြီးတရားရှုမှန်ရင်အိပ်ဆက်ပါဒီလိုအလေးကျင့်လေးလှုပ်ထားမယ်ဆိုရင်အကယ်၍အိမ်နေရင်တေးသွားခဲ့ရင်တော့မှကိုယ့်ရဲ့စိတ်ဟာကုသိုလ်အာယုံမှာကိန်းဝတ်နေတဲ့အတွက်ကောင်းမြတ်တဲ့သူဂတိဘုံကိုရောက်ရှိမှသိကြပါတယ်နောက်တစ်ချက်စဉ်းစားစရာရှိတာကအိပ်ပျော်နေစဉ်မှာမသေးပဲနဲ့မနက်ကိုကြမ်းရမ်းမာမာနဲ့ပြန်လဲနိုးထလာခဲ့မယ်ဆိုရင်ရောဒီလိုတရားရှုမှတ်ရင်အိပ်တဲ့အလေးချင်းကအကျိုးရှိသလားဆိုတာပါအင်မတန်မှအကျိုးရှိတာပေါ့ဓမ္မမိတ်ဆွေတို့ရဲ့တရားရှုမှတ်ရင်အိပ်ပျော်သွားတဲ့သူဟာအိမ်မက်ဆိုးတွေလုံးဝမမှတ်တော့ပါဘူးအိပ်ပျော်နေစဉ်မှာလဲစိတ်ဟာအေးချမ်းနေပြီးမနက်မိုးလင်းလာတဲ့အခါမှာလဲတာမန်သူတွေထက်ပိုပြီးစိတ်ကြည်လင်းလန်းဆန်းနေတတ်ပါတယ်ခန္ဓာကိုယ်ကလည်းအပြည့်အဝအနာရသွားတဲ့အတွက်တနေ့တာအလုပ်တွေကိုလုပ်ကင်တဲ့နေရာမှာခွန်အားသက်တွေအပြည့်အဝရရှိနေမှာဖြစ်ပါတယ်ဒါကြောင့်မနက်လင်းလာပြီဆိုတာနဲ့ငါအသက်ရှင်ခွင့်ရသေးတာပဲဒီခန္ဓာကြီးမပျက်စီးသေးဘူးပဲလို့ကိုသတိပေးပါဒီတရက်အသက်ရှင်ခွင့်ရသေးရင်ဒီတရက်လေးမှာကုသိုလ်လုပ်ဖို့တရားရှုမှတ်ဖို့အချိန်ရသေးတာပဲလို့ဝမ်းမြောက်ပါကိုအတွက်သာမကလောကအကျိုးသာသနာအကျိုးတွေကိုဆောင်ရွက်ဖို့အချိန်ရသေးတာပဲဆိုတဲ့အသည့်တရားလေးနဲ့နေထိုင်သွားပါခေါင်းလေးစွာအင်မတန်မှတန်ဖိုးရှိလာတဲ့ဘဝရဲ့နေ့ရက်လေးတရက်ပါပဲလူဘဝဆိုတာရာခဲလာတဲ့အခွင့်အရေးကြီးတစ်ခုဖြစ်သလိုဒီရာခဲတဲ့လူဘဝမှာသူတော်ကောင်းတရားတွေနဲ့တွိဆုံခွင့်ရတာဟာပိုပြီးတော့တောင်ရခဲပါသေးတယ်
ဒီလိုအဖိုးတန်လာတဲ့အချိန်တွေကိုတတ်အားလဟမကုံဆုံးစေပဲညအိယာဝင်တိုင်းတရားရှုမှတ်မှုနဲ့အဆုံးသတ်ပြီးမနဲ့နိုးတိုင်းဂျေဇုတင်ဝမ်းမြောက်မှုကုသိုလ်ပြုလိုမှုတွေနဲ့စတင်ကြဖို့တိုက်တွန်းခြင်းပါလေဒီလိုအတိတရားလေးနဲ့နေထိုင်သွားဖို့ဆိုတာတကယ်ကိုအရေးကြီးလာပါတယ်ခင်ဗျာကျွန်တော်တို့နေ့စဉ်ချက်တန်းနေရတဲ့ဘဝခရီးလမ်းမှာလောကဓာတ်တရားလေးဆိုတာကတော့အမြဲတမ်းတွေ့ကြုံနေရမှာပါပဲရန်ဖန်ရန်ကမှာကိုထင်းထားသလိုခင်မလာတဲ့ကိစ္စတွေစိတ်ပြက်စရာတွေပင်ပန်းနွမ်းနေစရာတွေအများကြီးကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအခက်အခဲတွေကြားတဲ့ကနေပဲကိုယ့်ရဲ့စိတ်ကလေးကိုအေးချမ်းအောင်ထားနိုင်မှုဆိုတာကိုယ့်ရဲ့ရွေးချယ်မှုကိုယ့်ရဲ့လေ့ကျင့်မှုအပေါ်မှာပဲမူတည်နေတာပါဒီနေ့ကုန်ပင်ပန်းခဲ့သမျှတွေကိုညအိယာဝင်းချိန်မှာအားလုံးချထားခဲ့လိုက်ဖို့လိုပါတယ်။ဩဒီနေ့တော့ငါလွတ်เสียရှိတာတွေအကုန်လုပ်ပြီးပြီ။ကြံတဲ့အပူတော်ကတွေကိုမနှက်ဖြန်မှပဲဆက်ရှင်တော့မယ်။အခုချိန်ဟာငါခန္ဓာကိုယ်နဲ့စိတ်ကိုအကောင်းဆုံးအနာပေးရမယ့်အချိန်ပဲလို့ကိုနားချပေးလိုက်ပါ။လက်တွေအဖြစ်ဘယ်လိုအနာပေးမလဲဘယ်လိုတရားရှုမှတ်မလဲဆိုတာကိုအနည်းငယ်ထပ်ပြီးရှင်းပြပေးခြင်းပါတယ်။ဤဟာပေါ်ရောက်ပြီးဆိုတာနဲ့ဖုန်းတွေအင်တာနက်တွေအကုန်လုံးကိုပိတ်ထားလိုက်ပါခန္ဓာကိုယ်ကိုအသက်တောင်းတသားဆုံးအနေထားနဲ့လဲလျောင်းလိုက်ပါပြီးရင်မျက်စိလေးကိုမှိတ်ပြီးတဏှိတာလုံးတင်းခံထားရတဲ့ကြွက်သားတွေကိုရှော့ချလိုက်ပါခြေပြားကနေခေါင်းအထိခန္ဓာကိုယ်တစ်ခုလုံးကိုပေါ့ပါသောစိတ်ထဲကနေလွှတ်ချပေးလိုက်ပါအဲ့ဒီနောက်မှာတော့ကိုယ့်ရဲ့စိတ်အာယုံကိုတခြားဘဲစီကိုမှမလွင့်ပါစေပဲနှစ်သီးပြားလေးစီကိုပဲစူဆိုင်ထားလိုက်ပါလီလီဝင်လာရင်လေဝင်လာမှန်းသိနေပြီပါလေးလေးပြန်ထွက်သွားရင်လေထွက်သွားမှန်းသိနေပြီပါခပ်ပြင်းပြင်းကြီးရှူစရာမလိုပါဘူးပုံမှန်လေးသွားနေတဲ့တဘာဝဝင်လေထွက်လေလေးကိုပဲတတိလေးကပ်ပြီးကြည်နေပြီဘူးပါပဲကြည်လိုကြည်နေတဲ့အချိန်မှာစိတ်ဆိုတဲ့သဘောတရားအရာဟိုတွေးဒီတွေနဲ့ပြေးထွက်တတ်ပါတယ်မနှက်ဖြန်ပါလိုပါမယ်ဘသူကိုဘာပြောရမယ်စသဖြင့်အတွေးတွေဝင်လာတတ်ပါတယ်အဲ့ဒီလိုဝင်လာပြီးဆိုရင်လည်းစိတ်မဆိုးပါနဲ့အော်ငါစိတ်ကလေးပြေးပြန်ပြီလို့တတိထားမိလိုက်ပြီးနှစ်သီးပြားကဝင်းလေထွတ်လေစီကိုညင်းညင်းတတလေးပြန်ခေါ်လာပြီးပါဒါပါပဲဒါဟာတရားရှုမှတ်ခြင်းရဲ့အခြေခံအကျဆုံးနဲ့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲဒီလိုမှတ်နေရင်းနဲ့ပဲစိတ်ကလေးဟာတဖြည်းဖြည်းငြိမ်ကြလာပါလိမ့်မယ်အတွေးတွေနည်းသွားပြီးဝင်လေထွက်လေလေးအပေါ်မှာပဲစိတ်ကကတ်နေပါလိမ့်မယ်အဲ့ဒီလိုကတ်နေရင်နဲ့ပဲကိုယ်တိုင်တော့မတိလိုက်ပဲနဲ့အိတ်မောကြသွားပါလိမ့်မယ်ဒါကိုပဲတရားရှုမှတ်မှုကလေးနဲ့အိပ်ပျော်ခြင်းလို့ခေါ်ဆိုတာဖြစ်ပါတယ်တချို့ဓမ္မမိတ်ဆွေတွေအတွက်ဝင်းလေထွက်လေမှတ်ရတာအဆင်မပြေဘူးဆိုရင်လေမေတ္တာပို့ရင်အိတ်လို့ရပါတယ်စိတ်ထဲကနေငါနဲ့တကွတတ္တဝအားလုံးပေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေကိုယ်စိတ်နှပြချမ်းသာစွာနဲ့မိမိတို့ခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ကြပါစေလို့ထပ်ခါရွတ်ဆိုပြီးမေတ္တာပို့ပေးပါမေတ္တာရဲ့အေးဓာဟာကိုယ့်ရဲ့နှလုံးသားကိုရောကိုယ့်ပတ်ဝန်းကျင်ကိုပါလွမ်းခြုံသွားစေပါတယ်မေတ္တာပို့ရင်အိပ်ပျော်သွားတဲ့သူဟာနတ်ကောင်းနတ်မြတ်တွေရဲ့ဆုံးရှုံးမှုကိုရရှိပြီးအိမ်မက်ဆိုးတွေလုံးဝမမတ်တော့ပါဘူးမနှက်လင်းလို့နိုးလာတဲ့အခါမှာလဲမျက်နှာလေးကကြည်လင်းနေပြီးစိတ်ထဲမှာလဲအလိုလိုရင်းလန်းဆန်းရွှင်ပြုံးနေတတ်ပါတယ်ဒီလိုမျိုးညစဉ်ညတိုင်းကုသိုလ်စိတ်လေးနဲ့အိယာဝင်းနဲ့အလေးအကျင့်ဟာလူတယောက်အတွက်ဘဝအတွက်အလွန်ကိုကြီးမားတဲ့ခွန်အားတွေကိုဖြစ်ပေါ်စေပါတယ်နေ့ခေတ်ကြီးမှာလူငယ်တွေရောလူကြီးတွေပါစိတ်ဖြီးစည်းမှုတွေများလွန်းညဘက်ဆိုအိတ်မပျော်တဲ့ဝေဒနာကိုခံစားနေကြရပါတယ်အိတ်ဆေးတွေတောက်ပြီးအိပ်ရတဲ့အထိဒုက္ခရောက်နေကြရပါတယ်တကယ်တော့အကောင်းဆုံးတဘာဝအိတ်ဆေးဟာဒီတရားရှုမှတ်ခြင်းပါပဲခန္ဓာကိုယ်နဲ့စိတ်ကိုအနာပေးတတ်တဲ့အတ္တပညာတစ်ခုကိုလက်တွေ့လေ့ကျင့်နေတာဖြစ်ပါတယ်တညနှစ်ညလောက်နဲ့တော့ချက်ချင်းတိတာချင်းမှတိတာပါလိမ့်မယ်ဒါပေမဲ့ဇွဲမလျှော့ပဲ
နေ့စဉ်ရက်ဆက်ကြိုးစားသွားမယ်ဆိုရင်တစ်လနှစ်လလောက်အကြာမှာတိလျက်စိတ်အခြေအနေဟာအံမခန်းပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်။ပို့ပြီးတော့လေးနက်တဲ့အကျိုးကျေးဇူးကတော့တန်တရားအထက်ပါပဲ။ကျွန်တော်တို့တွေဟာတန်တရားတကွေ့ကွေ့မှာဒီခန္ဓာကိုယ်ကြီးကိုစွန့်ပစ်ပြီးတခြားဘဝတစ်ခုကိုကူးပြောင်းကြရအောင်မှာပါ။အဲ့ဒီလိုကူးပြောင်းတဲ့အခါမှာပါထွားမဲ့အရာဆိုလို့ကိုပြုခဲ့တဲ့ကုသိုလ်အကုသိုလ်ဆိုတဲ့ကံတရားတွေပဲရှိပါတယ်။ပစ္စည်းဥစ္စာတွေယာထူးဂုံထိန်တွေချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေဘယ်သူမှကိုယ့်နောက်ကိုလိုက်မလာနိုင်ပါဘူး။ဒါကြောင့်နေ့စဉ်အိယာဝင်ချိန်လေးမှာတရားရှုမှတ်ပြီးကုသိုလ်ပါရမီတွေစုဆောင်းနေတာဟာကိုယ့်ရဲ့နောင်တန်တရားခီးအတွက်အခိုင်မာဆုံးသောရိတ်ခါထုတ်ကြီးကိုပင်းစင်းနေတာနဲ့အတူတူပါပဲ။အကယ်၍နာအိပ်ပျော်နေစဉ်မှာအသက်ထွက်သွားခဲ့ရင်တောင်မှအဲ့ဒီရှုမှတ်နေတဲ့ကုသိုလ်ဇောစိတ်လေးကကိုယ့်ကိုကောင်းမြတ်တဲ့သူဂတိပုံစည်းကိုတိုက်ရိုက်ခေါ်ဆောင်သွားမှာအသေးချပါပဲချစ်ခင်လေးစားအပ်ပါတော့ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာဘဝဆိုတာအလွန်ကိုတိုးတောင်းလာပါပဲပေးဆက်အားတဲ့အချိန်တွေကုံဆုံးသွားတဲ့နေ့ရက်တွေဟာပြန်လည်ရယူလို့မရတော့ပါဘူးဒါကြောင့်ရရှိထားတဲ့ဒီအချိန်လေးတွေအထူးသဖြင့်ညအိယာဝင်းချိန်ဆိုတဲ့တီးတန့်အချိန်လေးတွေကိုအလာဟာတတ်မဖြုံတီးဖြစ်ပါနဲ့လောကီအာယုံတွေနောက်ကိုလိုက်ရင်စိတ်ကိုမပင်ပန်းစေပါနဲ့တော့မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့အတိုင်းတတိတရားလက်ကင်ထားပြီးဝင်လေထွက်လေလေးကိုထစ်စေမေတ္တာဘာဝနာကိုပဲဖြစ်စေရှုမှတ်ပွားများရင်းနဲ့ပဲအိပ်ဆက်ခြင်းကိုခံယူကြပါလို့လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါတယ်နောက်ဆုံးအနေနဲ့ဒီတရားတော်ကိုအစအဆုံးအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့ဓမ္မမိတ်ဆွေအပေါင်းတို့သည်ယနေ့မှစ၍ညအိယာဝန်တိုင်းတရားရှုမှတ်ခြင်းဆိုတဲ့မွန်မြတ်တဲ့အလေးကျင့်ကောင်းကိုလက်တွေ့ကျင့်သုံးနိုင်ကြပါစေထို့သောကျင့်သုံးနိုင်ခြင်းကြောင့်နေ့စဉ်ဘဝမှာစိတ်ဖြီးစည်းမှုတွေကင်းဝေးပြီးအေးချမ်းသာရတဲ့ညာချမ်းအချိန်ကာလတွေကိုပိုင်ဆိုင်နိုင်ကြပါစေလောကီရေဟာအခက်ခဲဟူသမျှကိုလည်းဓမ္မရဲ့ခွန်အားနဲ့အလွယ်တကူကြော်လွှားနိုင်ကြပါစေကိုတွင်အပူပြင်ပအပူမှန်သမျှအားလုံးငြိမ်းအေးပြီးစစ်မှန်တဲ့တန်တိဒုက္ခငြိမ်းချမ်းရေးကိုလက်ဝဲပိုင်ပိုင်ရရှိခန်းစားနိုင်ကြပါစေအားလုံးပဲဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဒေါသခတ်သိမ်းကင်းငြိမ်းကြပါစေစင်းရဲခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခင်ဗျာ